ကဲအမြင့်ပြတ်တဲ့သေနည်းဝါသောတာပန်တို့၏သေနည်းကိုသိချပြမယ်မှန်ပါဗျာသောတာပန်တို့၏သေနည်းကိုပြတော့မယ်ဆိုတော့ဒကာဓမ္မတွေဟောဒီကခொနကဒကာဓမ္မတို့ကြိုက်တဲ့ဟိုမှာအိတ်ချင်တဲ့စိတ်ကလေးတန်ရရှိတဲ့စိတ်ကလေးပေါ်ရင်ပေါ်လာမှာပေါ်ပြီလားပေါ်ပါစိတ်ဆိုတော့ဝိညာဉ်နဲ့ခန္ဓာလေးပေါ်အဲ့ဒါလေးပေါ်တာကိုလည်းဒကာဓမ္မတွေဘုန်းကြီးကဘယ်နဲ့သင်ထားလဲဖြစ်ဖြစ်ရှုလိုက်တော့ကိုသူကဖြစ်တော့ရှုတာကမက်ဖြစ်သွားအောင်ပြီဒါဖြင့်ဒီလိုရှုပြီးပွားများပြီးဒီကလာနေရာကနေပြီးတော့ဖြစ်ပြဒကာဓမ္မတွေညာငတ်တက်ပြလိုက်နော်ဖြစ်ပြဒီကားလို့ရှင်ဖြစ်ဒုက္ခပြတဲ့ခွက်ဖြစ်ပြဒီပါပါလေဖြစ်ဒုက္ခပြတဲ့ပါဗျာဖြစ်တာလဲသိမလို့ဖြစ်တာမှန်ပါပြစ်တာလဲသိဖို့ဝင်ဖြစ်တာလဲသိမလို့ဖြစ်တဲ့ဥစ္စာဖြင့်ဆင်းရဲလားချမ်းသာလားဆင်းရဲပါဒါဖြင့်ဒုက္ခသစ္စာပဲဆင်းရဲဖြင့်ဒုက္ခသစ္စာသိသွားတာလဲဒကာဓမ္မတို့ချမ်းသာလားဆင်းရဲတာဆင်းရဲပါနာသိသွားတယ်လဲဘာသစ္စာဒုက္ခသစ္စာဒါဖြင့်ဖြစ်ဆင်းရဲပြစ်ဆင်းဘယ်လိုဆိုကြပါဖြစ်ဆင်းရဲပြစ်ဆင်းရဲပါပဲဆိုသဖြင့်ဒါလေးဖြစ်ဆင်းရဲပြစ်ဆင်းရဲဖြစ်သွားတော့ဒီညာကဒကာဓမ္မတွေဖြစ်ဆင်းရဲပြစ်ဆင်းရဲကြောင့်တက်လာမှန်ပါခေါင်းကဖြစ်ပြမဟုတ်တော့မှန်ပါညာကဘယ်လိုထိုးထွန်းလာပါလဲဖြစ်ဆင်းရဲပြစ်ဆင်းရဲကြောင့်ဒကာဓမ္မတွေကဖြစ်လာတယ်ဆိုတာကိုရှင်းတတ်ပါဖြစ်ဆင်းရဲပြစ်ဆင်းရဲကြောင့်ဒီညာတွေကဖြစ်ပြီလာလို့ရှိရင်ဖြင့်ဒုစရဒကာဓမ္မတွေ10ပါးပြည့်လို့10ပါးပြည့်တော့ဘယ်နှပါးပြည့်တော့10ပါးပြည့်10ပါးပြည့်သွားတယ်ဖြစ်ပြမြင်တော့5ပါးမှန်ပါဖြစ်ဆင်းရဲပြစ်ဆင်းရဲမြင်တော့10ပါးပါ10ပါးပြည့်သွားတော့ဒါတရားဖြစ်သွားတာလေးလည်းပါတယ်ဒုက္ခသစ္စာဒုက္ခသစ္စာပြည့်သွားတာရောဒုက္ခသစ္စာဒီတစ်ခုဒုက္ခသစ္စာပြည့်တော့ဒါတွေလည်းဖြစ်ဆင်းရဲပြစ်ဆင်းရဲပဲဆိုတော့ဒကာဓမ္မတွေဒီစိတ်ဒီမဂ္ဂင်ကဒုက္ခသစ္စာလို့ပိုင်ပိုင်နေနေမသိသေးဘူးလားသိပါပါအဲ့ဒါဒုက္ခသစ္စာကပိုင်ပိုင်နေနေသိတဲ့ခန္ဓာကိုပိုင်ပိုင်နေနေသိသွားပြီမှန်ပါဖြစ်ဆင်းရဲပြစ်ဆင်းရဲကိုဒုက္ခသစ္စာပိုင်ပိုင်နေနေသိသွားပြီဖြစ်ဆင်းရဲပြစ်ဆင်းရဲကိုပိုင်ပိုင်နေနေလည်းသိပါရဲ့ဒကာဓမ္မတို့ပိုင်ပိုင်နေနေသိတယ်ဆိုတဲ့ဥစ္စာဒီမလိုချင်သိတာမှန်ပါပိုင်ပိုင်နေနေသိဆိုတာဘာပါလဲမလိုချင်ပါဘူးအဲ့ဒီထဲမှာငကူကလောဘအငွေ့လေးနောက်ကရှိနေသေးလို့အရင်တုန်းကတော့အစားခုမှန်ပါအခုတော့ပိုင်ပိုင်နေနေဖြစ်ရှင်းပြရှင်းရပဲဒီခန္ဓာဟာသေးသေးချာချာဆုံးဖြတ်ရဖြားလိုက်တဲ့ခါကျတော့ဒီခန္ဓာကြီးကရွှေမှတ်တယ်ပျောက်တယ်မှန်ပါဒီခန္ဓာကိုပျောက်ထွက်သွားပြီမှန်ပါရှာမတွေ့ဘူးကိုယ်တဏ္ဍာကိုရှိရင်ကိုရှာမတွေ့တော့မှန်ပါသဘောကျပါအဲ့ဒီရှာမတွေ့တဲ့ရှာမတွေ့တော့ဒီမဂ္ဂင်ကဘယ်နှပါဖြစ်10ပါးဖြစ်သွားပြီရှာမတွေ့တာကဘာတွေများရှာမတွေ့တာလဲဆိုနောက်လာမယ်ဖြစ်ခြင်းရဲ့ဖြစ်ခြင်းရဲ့တွေ့သေးရဲ့မတွေ့ပါဘူးဗျာဒါဖြင့်ဖြစ်ခြင်းရဲ့ဖြစ်ခြင်းရဲ့ချုပ်သွားတော့ဖြစ်ခြင်းရဲ့ဖြစ်ခြင်းရဲ့ဘာသစ္စာဒုက္ခသစ္စာသူမရှိတာပါပါလေအဲ့ဒီမဂ္ဂင်10ပါးကဒကာဓမ္မတို့ဖြစ်ခြင်းရဲ့ဖြစ်ခြင်းရဲ့မမြင်မဲနဲ့ဖြစ်ခြင်းရဲ့ဖြစ်ခြင်းရဲ့ချုပ်သွားတာကိုမြင်လိုက်မရှိတော့ဘူးဆိုတာမြင်လိုက်ဒါရင်ဖြစ်ခြင်းရဲ့ဖြစ်ခြင်းရဲ့မရှိတာကနိရောဓသစ္စာအဲ့ဒါမြင်နေတာကမဂ္ဂသစ္စာဆိုတဲ့ဒီနောက်ကအရင်တုန်းကတော့ခဏခဏတဏှာဥပါဒံကံလေးတွေကကျူတုံးတာမပေါ်တာမှန်သူเจ้าညင်ညင်ပေါ်လာပေါ်ပါအခုတော့အမြစ်ပါပြတ်သွားပြီနောက်ဘယ်မှမပေါ်တော့ဘူးဒိဋ္ဌိဝိသိဆိုလုံးဝမပေါ်တော့ဘူးပေါ်သေးရလားမပေါ်ပါဘူးဒါဖြင့်တပည့်တော်တို့ဒီရှေ့ကနိရောဓသစ္စာအလယ်ကမဂ္ဂသစ္စာဒီဘက်ကဒိဋ္ဌိဝိသိစာအပေကျစေတဲ့လောဘဒေါသတွေအဝိဇ္ဇာတွေချုပ်တာကသမုဒိယချုပ်တာရှင်းမလားရှင်းပါပြီအဲ့လိုချုပ်သွားတော့ဘုန်းကြီးတရားဓမ္မတွေမှာသောတာပန်အစ်စ်ဖြစ်တယ်လို့မှတ်ရှင်းကရှုရင်းမတ္တတာကုန်ချုပ်သွားပြီမလို့ခြင်းအကုန်ချုပ်သွားတာချုပ်သွားတော့ဘာတွေများချုပ်သွားတာလဲဒုက္ခသစ္စာချုပ်သွားတာကဒုက္ခသစ္စာအခုမတွေ့ရတာကချုပ်သွားတာကအခုမရှိတော့ဘူးလို့သိတာလေဒါဖြင့်နိရောဓဆိုတာနိဗ္ဗာန်ဒီနိဗ္ဗာန်ကိုမဲ့ညာနဲ့မမြင်ဘူးလားမြင်ပါဘူးအဲ့ဒီမြင်နေတဲ့တပည့်တဲ့အကြောင်းသိလို့တောင်မှဘယ်တော့မှဒိဋ္ဌိဝိသိကိစ္စအပေကျစေတဲ့လောဘဒေါသမောဟမလာတော့မလာပါဘူးလာသေးရလားမလာလို့ရှိရင်ဒီအခုမရတဲ့ပုဂ္ဂိုလ်နောက်ဘာလိုပဲနေနေသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့ပဲနေနေဝိပဿနာမရှိပဲနေနေသောတာပန်မှန်ပါတပည့်ကြသေတော့လည်းဘယ်မကြောက်ဘူးမှန်ပါအထက်သူတိသွားပြီသူတိကနေနိဗ္ဗာန်ကူးတော့မှာမှန်ပါဘာရောက်ဆက်ရှိသေးတယ်ရှိပါဘူးဒါဖြင့်ဒကာရမတွေဒါကတော့ပဟာနာပရိညင်တဲ့နောက်ဟာတွေကိုလုံးဝမပေါ်အောင်ပယ်နိုင်တယ်မှန်ပါဗျာဒါဖြင့်ဒကာရမတို့ဟောတော့ကခொနဲ့ကဆရာသမားကမေးလို့ဒကာရမတွေကဖြေးနေတာက
သိမှုကလေးသိမှု မှန်ပါပါ နောက်အရှုခိုင်းတာကပွားများမှုနောက်ကြတော့ဒကာဓမ္မတွေပယ်စီတောင်ရှုရမယ်ဆိုတော့ဒါတွေပြောက်သွားပြောက်တည်တောင်ရှုပြီသဘောကျပြောက်တည်တောင်ဒုက္ခဘယ်ချိန်ပြောင်းမှာတော့လို့မေးလို့ရှိရင်လည်းဆရာဘုန်းကြီးသေချာသတိပေးပါတယ်ဒုက္ခကိုပိုင်ပိုင်နေနေသိတဲ့ချိန်တော့ပြောက်တာဘယ်ချိန်ပြောင်းမှာပါလဲဒါရင်ဒုက္ခကိုပိုင်ပိုင်နေနေသိတော့ဒုက္ခကချုပ်သွားချုပ်သွားတာကဘာသစ္စာချုပ်သွားတာကဒုက္ခချုပ်သွားတာနော်ဒါဖြင့်နိဗ္ဗာန်ဆိုတာဘာပါလိမ့်မလို့ဆိုတာယနေ့သိပြီဒုက္ခချုပ်သွားတာဆိုတာကိုဗျာနိဗ္ဗာန်ဆိုတာဘာပါလိမ့်ဒုက္ခချုပ်သွားတာဘာခေါ်ကြမလဲဒုက္ခချုပ်သွားတာနိဗ္ဗာန်လို့သိတဲ့ဖြင့်နိဗ္ဗာန်ဟာမြို့ကြီးလားပြကြီးလားမှတ်တယ်ကိုယ်တဏ္ဍာရှိနေတဲ့ဒုက္ခတွေဟာအကုန်ချုပ်တာကိုမှန်ပါပါကိုယ်တဏ္ဍာရှိတဲ့ဒီကုလုံးကြောက်ပေါက်နေတာအကုန်ပြောက်တာကိုမှန်ပါပါတပည့်ကြောက်ဒီကုလုံးကြောက်ပေါက်နေတာအကုန်ပြောက်တယ်ဆိုတော့ဒကာဓမ္မတွေဒါဘာတွေများပြောက်သွားတာပါလဲဒုက္ခတွေပြောက်သွားဒါပြန်နိဗ္ဗာန်ရှိသလားမရှိဘူးလားလို့မဲလို့ရှင်ဒုက္ခသာမရှိတာဒကာဓမ္မတို့ပြောက်တဲ့ဒုက္ခရှိမှန်ပါပါရင်းမိလားပြောက်တယ်ဒုက္ခပြောက်သွားတာတွေကဘာတွေပါလဲကျန်ရတာတွေကအဲ့ဒါကြောင့်နိဗ္ဗာန်ဆိုတာဒုက္ခကချုပ်သွားတာဒုက္ခကသိချာရှိဒုက္ခတော့ချုပ်တာဒုက္ခကတော့ရှိပါဘူးဒါကြောင့်နိဗ္ဗာန်ရှိသလားမရှိဘူးလားမေးရင်ဒကာဓမ္မတွေကဘယ်နဲ့ဖြစ်ရှိနေတယ်တဲ့ရှိနေရတဲ့ဘာဖြစ်လို့မတွေ့သေးတာတုံးဆိုတော့ဒကာဓမ္မတွေကဒုက္ခမချုပ်သေးလို့မတွေ့ဘူးမှန်ပါဗျာသဘောကျလားဘာကြောင့်မတွေ့ပါလဲဒုက္ခမချုပ်သေးလို့မတွေ့တာဆိုတော့ဒါဖြင့်ဒုက္ခချုပ်အောင်လုပ်ရတယ်ဒုက္ခချုပ်အောင်လုပ်ပါဆိုတော့လေဖြစ်ဒုက္ခပြက်ဒုက္ခကိုပိုက်ချပြီအဲ့ဒါကပိုက်ချပြီးရင်သေချာချုပ်မချုပ်ပါနဲ့ဆိုလို့မရဘူးအဲ့ဒါကိုနောက်ဆုံးပိတ်ဒုက္ခချုပ်တာမြင်မှသူလုံးလုံးအမြင့်ပြတ်ဒါလုတ်တယ်မလုတ်တဲ့လုတ်တယ်ပါဒါပြင်းလို့ရှိရင်ဖြင့်ဒကာရမတို့ခင်ဗျားတို့အပယ်လေးပါသွားချင်တယ်ဒါမပြင်းတော့ပါဘူးဆိုလို့ရှိရင်ဖြင့်တို့ဖြင့်ပယ်တကားပိတ်ပြီးအေးသာနေတော့သဘောကျအဲ့တော့ဒကာဓမ္မတို့ပထမရှိရမှာပထမရှိဥစွာကခေါင်းကဒိဋ္ဌိပယ်မှုဆိုတဲ့သိမှုမှန်ပါဗျာဒုတိယကတတိယကပယ်စီတောင်ရှုရရှုတော့ရှုရမှာပဲမှန်ပါဗျာပထမကဘာပါလဲဒုတိယကတတိယကအဲ့ဒီပယ်မှုကြောင့်လောက်ရလိမ့်မယ်အဲ့တော့ပွားမှုသိမှုမရှိဘဲနဲ့လည်းပွားမှုမဖြစ်နိုင်မှန်ပါဗျာပွားမှုမရှိဘဲနဲ့လည်းဒါဖြင့်ဒကာဓမ္မတွေမှာဘုန်းကြီးပေးထားတဲ့ဥစ္စာဘာများလို့သေးဘာမှမလို့တာနဲ့သိချာနေလို့ရှိရင်ဖြင့်ခင်ဗျားတို့အပယ်လေးပါးတကားပိတ်တဲ့နေရာဖြင့်သောတာပန်ဒီကိုနေရာဖြင့်သိချပါမှန်ပါဗျာရှင်းမလားရှင်းပါပြီအဲ့တော့ခန္ဓာကခင်ဗျားတို့ကိုစိတ်တွေမျိုးမျိုးပေါ်ပြီလားပေါ်ပါဗျာစိတ်ရမပေါ်ပါနဲ့ဆိုရရမရပါဘူးပေါ်ခြင်းတဲ့စိတ်ပေါ်ခင်ဗျားတို့ကဘာလို့อ่ะရှုနေပါပါရှုပါများရင်ဖြစ်ပျက်ကိုဘယ်လိုဆုံးမဲ့ချအဲ့ဒီလိုဖြစ်ဒုက္ခပြဒုက္ခလို့ဖြစ်ဖြစ်ရှုနေလို့ရှင်ပွားမှုပြိညာဖြစ်ဒုက္ခပြဒုက္ခလို့ပိုင်းခြားလို့တကယ်ချုပ်သွားလို့ရှင်ဖြင့်ဗဟာနာပြိညာဖြစ်ပါဘူးဒိဋ္ဌိဝိသိသာသိချပဲပါပြီဒါဖြင့်ခန္ဓာကမပြလို့မရှိရတာလားခင်ဗျားတို့ကာလိကနှိမ့်ဆက်နေလို့လားကာလိကပေါ်လာတာကိုကာလိကကိုပဲတန်ဋိဋ္ဌိကဖြစ်အောင်လုပ်ပါလို့တနေ့ကမဟုတ်ဘူးလားဟုတ်ပါဘူးရှင်းမလားရှင်းပါစေကတ္တဗကဒကာရမတို့ဒီလိုရဖြစ်ပြီးဒီတိုင်းဒကာရမတွေအရှုခိုင်းတဲ့အတိုင်းဘုရားကရှုခိုင်းတယ်တပည့်တော်သင်္ကန်းဝတ်ပြစီဗျာတဲ့ရှင်ဗျာတရားတွေသဘောကျတော့ဝတ်တာပေါ့ကွာဆိုပြီးဝတ်ပြီးဒီတိုင်းဒကာရမတွေသိမှုအရင်ပြလိုက်ပြီးတော့မှပွားမှုကိုပြီးတော့မှပယ်မှုပြလိုက်တာသေသေးချာချာရဟနာဖြစ်တယ်မိစ္ဆာရိတိကရဟနာဖြစ်တယ်ရှင်းမလားဒါရင်ဒီဃာရမတွေကငကိုယ်လည်းမိစ္ဆာရိတိမဟုတ်ဘူးဆရာသမားကောင်းကလည်းအခုပထမရှိဆိုတာသိမှုနဲ့ပယ်ပေးတယ်ဒုတိယပွားမှုကိုအလုတ်ခိုင်းတယ်သရုဒ္ဓပယ်မှုကြောင့်လှုပ်လိုက်ပါဆိုတာကိုတော့အခုညင်ပေးဘူးလားပေးပါဗျာဘာများပူကြရှိသေးလဲဘာမှပူကြဘူးဒါဖြင့်ကိုယ်ရေးလာကြံတော့တယ်ဆရာရေးကုန်ပြီရှင်းမလားဒါဖြင့်ခင်ဗျားတို့ကိုယ်ရေးကိုကျိုးစားဆိုတာတိုက်တွန်းပါတယ်ကဲယနေ့ဒီရင်တော်ကြစို့